ဒါတရက်နေပေါ့နော်မိစုနန်းပြူထားတာမနေ့ကညနေပိုင်းကမျိုးစီထဲတာနောက်ရက်မနေ့အနေထားပေါ့နော်ပထမတရက်အနေထား3ရက်မြောက်အနေထားပေါ့နော်မိစုနန်းဂျပန်မှာဆက်လက်အနေနဲ့သုံးတာပေါ့ရှားတီဥကောင်းရင်ကောင်းတယ်လို့သူကရာသီဥတုပေါ်မူတည်ပြီးတော့ပူချိန်ကတော့28မှာအကြိုက်ဆုံးပေါ့နော်3လပိုင်းဆိုရင်3လပိုင်းမှာဆိုရင်တော့ဂျပန်မှာအပေါ်ဆုံးဟင်းသီးဟင်းရွက်ပေါ့ဟင်းသီးဟင်းရွက်တွေက3လပိုင်းကနေပြီးတော့4လပိုင်းထိပေါ်တယ်ပေါ့နော်5လပိုင်းကကျတော့မိုးရေဆူဆွတ်လာတာတိတ်မပေါ်တော့ပိုးကြတာဒါကတော့6ရက်မြောက်နေရောက်သွားတယ်6ရက်မြောက်အနေထားပေါ့နော်အထက်ကအလေညွန့်နေတော်တော်လေးတက်လာအဲ့မှာ BBN 350ကနေစပေးတာပေါ့နော်ဒါ BBN 350ပေးပြီးရနေထားမှာ10ရက်မြောက်အနေထားရောက်သွားတယ်နော်ဒါဒီနေ့ပေါ့ဗီဒီယိုကတော့ကင်မရာသိပ်မကောင်းမီးအောင်တော့အစိမ်းရောင်ဘက်မှာသွားနေလို့ဖော့ကအစိမ်းရောင်ဖြစ်နေလို့ဒီဖော့ကိုညွှန်းပါတယ်အရန်ကောင်းတယ်ကုန်ကြစိတ်လည်းသက်သာတယ်ဒါ BBN 350ပေးထား350ပေးထားနော်ဒီရက်မြောက်